င်္ဂလာပါခေတ်သစ်ဖတ်ထွန်းမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင်ပထမဦးဆုံးဗိုလ်ချုပ်ထွန်းမြတ်နိုင်၏တည်နေရာနှင့်အေအေစီယုံချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စီယုံချုပ်ကညွှန်ကြားဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ပလက်ဝမြို့နယ်အတွင်းတည်ရှိနေနိုင်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏တည်နေရာနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စီယုံချုပ်ကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်အေအေစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အော်တိုဘာလနောက်ပိုင်းအတွင်းပြုလုပ်တဲ့နေပြည်တော်စီယုံ၏ရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးမှာထို့သို့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်ယခုနှစ်ဩဂုတ်လ30ရက်နေ့အေအေစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်နှောမှရိုဟင်ဂျာများနဲ့တွေ့ဆုံခဲ့ပြီးရခိုင်ပြည်မှာ၎င်းရောက်ရှိနေမှုကိုဓာတ်ပုံများနဲ့တကွထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်း၏တည်နေရာနဲ့အေအေယုံဌာနချုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။ဒါအပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားရတဲ့နေမြေများကိုပြည်လဲသိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရည်လေးပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းသိရှိရပါတယ်။ဒါအပြင်ရခိုင်ဒေသမှာစစ်တပ်၏ပြည်သူ့စစ်မဟာဗျူဟာကိုအစဉ်အဟုန်မြင့်ပြည်လဲအကောင့်ထဲပေါ်နိုင်စေနဲ့နေမြေစုံမမှုပြည်လဲရရှိရေးအတွက်စစ်တပ်ထောက်ခံတဲ့ရခိုင်နိုင်ငံရေးသမားများစစ်တပ်နဲ့အစဉ်ပြေနေသည့်ရခိုင်လက်နက်ကိုင်များစစ်တပ်လူလာသောရခိုင်စီးပွားရေးသမားများထံမှအကြမ်းဉာဏ်များရယူရန်နဲ့ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရှိရပါတယ်ဆက်လက်ပြီးမြန်မာစစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲကိုအတုအယောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုနယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းဆုံးဖြတ်ချက်အဆိုကိုထောက်ခံဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတုအယောင်ရွေးကောက်ပွဲအဖြစ်သတ်မှတ်ရေးအဆိုကိုယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်နယူးဇီလန်အစိုးရ၏နိုင်ငံသားရေးဝန်ကြီးကလည်းမြန်မာစစ်တပ်၏ရွေးကောက်ပွဲမှာအတုအယောင်နာဖြစ်ကြောင်းလွှတ်တော်၏ဆုံးဖြတ်ချက်အဆိုကိုထောက်ခံမှကြောင်းလွှတ်တော်မှလာရောက်ထွက်ဆိုပါတယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လွှတ်တော်မှာမြန်မာစစ်တပ်၏တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရကလက်မခံကြောင်းတရားဝင်ထုတ်ပြန်ပေးရန်အဆိုတရက်ကိုလက်ဗာပါတီမှလွှတ်တော်အမတ်ကတင်သွင်းခဲ့ပြီးGreen Party ကထောက်ခံအဆိုပြုခဲ့ရာနယူးဇီလန်လွှတ်တော်ကကန့်ကွက်သူမရှိဘဲအဆိုကိုအတည်ပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။မြန်မာစစ်တပ်၏ရွေးကောက်ပွဲမှာစစ်မှန်သောအတိုက်အခံပါတီများမရှိတော့ဘဲရွေးကောက်ပွဲများအပေါ်အများပြည်သူ၏ဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်သည့်ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများဖြင့်ဖန်ဆီးမှုရှိနေကြောင်းလစ်ဗာပါတီမှလွှတ်တော်အမတ်ကဆိုပါတယ်။အလွန်ရက်စက်တဲ့စစ်တပ်ကိုမြန်မာပြည်သူတွေကကြက်ချမ်းခံတော်လှန်နေကြပါတယ်။ကျွန်တော်တို့အဲ့ဒါကိုကူညီရပါမယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကအတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့စေးရုံတွေကျောင်းတွေနဲ့ပြည်သူတွေကိုပုံကျဲတက်ဖြတ်ပြီးတော့ရက်စက်တဲ့စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိပါဘူးလို့နယူးဇီလန်လွှတ်တော်အမတ်ကလွှတ်တော်အတွင်းပြောဆိုပါတယ်Green Party မှာ၎င်းတို့အနေဖြင့်မြန်မာပြည်သူများအတွက်ရင်းအဆိုကိုထောက်ခံကြောင်းသူအနေဖြင့်ထိုင်းမြန်မာနယ်စပ်အထိတွားရောက်ခဲ့တဲ့ဖက်ဖိုင်နီအဖွဲ့ဝင်လည်းပါဝင်ခဲ့ကြောင်းနေဆက်မမြန်မာပြည်သူများနဲ့တွေ့ဆုံရမှာသူတို့၏ကြေညာများကိုစစ်တပ်ကမြေတို့လေကြောင်းပုံကျဲခဲ့ပုံစစ်အာဏာသိမ်းမှုကြောင့်ဒီမိုကရေစီနဲ့ပြည်သူများ၏အနာဂတ်ပေါ်မြေတို့တက်ရောက်ပုံများကိုမြန်မာပြည်သူများကရှင်းပြခဲ့ကြောင်းမြန်မာစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေအရ25ရာခိုင်နှုန်းရယူထားသည့်အပြင်စန္ဒမဲပေးရမှာလည်းပါဝင်ကြောင်းစစ်တပ်၏တိုက်ခိုက်တပ်ဖြတ်မှုများကြောင့်မြန်မာပြည်သူတန်းတဲ့ချီ၍ထပ်ပြေးနေရကြောင်းစစ်တပ်၏ရွေးကောက်ပွဲမှာအတုအယောင်နာဖြစ်ကြောင်းလွှတ်တော်မှပြောဆိုပါတယ်မြန်မာပြည်သူ3.6 တန်းကျော်ပြည်တွင်းမှာရွှေ့ပြောင်းထွက်ပြေးနေရတဲ့နေဆက်တဆောက်မှလည်းဒုက္ခဒဏ်တန်းချီရှိနေပါတယ်ဒါအပြင်ကြားဖြတ်လူနေဆက်ဖြတ်ကျော်ငွေလေးရာဇဝဲကိုင်းတွေကလည်းကြီးထွားလာနေပါတယ်။အဲ့လိုနေရာတွေမှာလူကုန်ကူးခံရမှာတွေကလည်းစိုးရင်စရာရှိပါတယ်။စစ်တပ်ကရွာတွေကိုပုံကျဲမှုတွေလည်းရှိနေပါတယ်။အဲ့ဒီလိုအခြေအနေမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကအတူအယောင်ဖြစ်တဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ဆိုတာဟာမြေပြင်မှာရှိတဲ့ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့နယူးဇီလန်နဲ့ကမ္ဘာတဝန်းမှာရှိနေတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်လို့၎င်းကဆိုပါတယ်။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းလွှတ်တော်ရေးဆုံးဖြတ်ချက်အဆိုကိုလက်ခံကြောင်းစစ်တပ်၏ရွေးကောက်ပွဲအတူအယောင်နာဖြစ်ပြီးစစ်တပ်အနေဖြင့်နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရမည်ဖြစ်ကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီ၏မြန်မာအရေးဆုံးဖြတ်ချက်နှင့်အာဆီယံ၏ဘုံသဘောတူညီချက်5ချက်ကိုအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်းလွှတ်တော်မှလာရောက်ထွက်ဆိုသွားပါတယ်ရှင်။